ရီစာဟောင်းတပ်မမြင့်ကိုလမ်းခွဲပြီးတော့ဘာကြောင့်အင်ဒရာကျော်စင်ကိုလက်တွဲဖြစ်ရွေးချယ်ခဲ့လဲဆိုတဲ့အကြောင်းအရာကိုပြောပြလာတဲ့ PTU ဟာတော့အင်ဒရာကျော်စင်နဲ့လက်မထပ်ခင်ကတပ်မမြင့်နဲ့ချစ်သူတွေဖြစ်ခဲ့ကြတယ်ဆိုတာကိုပြည်သက်တွေကသိရှိပြီးသားပဲဖြစ်ပါတယ်။အခုချိန်မှာတော့ရီစာဟောင်းဖြစ်တဲ့တပ်မမြင့်ကိုတော့လမ်းခွဲပြီးဘာကြောင့်အင်ဒရာကျော်စင်ကိုစနေလောင်းဖြစ်ရွေးချယ်ခဲ့လဲဆိုတာကတော့ PTU ကယခုလိုမျိုးပြောပြလာခဲ့ပါတယ်။ကျွန်တော်တပ်မမြင့်ကိုလမ်းခဲ့တဲ့အကြောင်းရင်းကတော့သူ့ကိုမချစ်လို့မဟုတ်ပါဘူးတပ်မမြင့်ကတိုင်းရင်းသူဖြစ်ပြီးတော့ကျွန်တော်နဲ့သဘောထားမတိုက်ဆိုင်တာတွေအများကြီးရှိခဲ့ပါတယ်အင်ဒရာကျော်စင်ကတော့ကျွန်တော်နဲ့စိတ်သဘောထားချင်းတူပြီးအရာရာကိုနားလည်ပေးနိုင်တဲ့စနေကောင်းပြီးသားသူတယောက်မို့ကျွန်တော်ရဲ့အိမ်အောင်ဘက်ဖြစ်အင်ဒရာကျော်စင်ကိုရွေးချယ်ခဲ့တာပါဆိုပြီး PTU ကတော့ယခုလိုမျိုးပြောလာခဲ့ပါတယ်အခုချိန်မှာတော့အပြန်လန်တွေနားလည်မှုမရှိတော့ဘဲအိမ်အောင်ရဲ့အဆင်မပြေဖြစ်နေတဲ့ PTU နဲ့အင်ဒရာကျော်စင်တို့နှစ်ဦးရဲ့အကြောင်းကိုပြောပြလာတဲ့ငွေတီဦးအခုချိန်မှာတော့ငွေတီဦးဟာအကိုဖြစ်သူဖြစ်တီဦးနဲ့အင်ဒရာကျော်စင်တို့ရဲ့အိမ်အောင်ရေးကိုဝမ်းနဲ့စွာဖြင့်ယခုလိုမျိုးပြောပြလာခဲ့ပါတယ်အကိုနဲ့အမနှစ်ယောက်ရဲ့အိမ်အောင်ရေးကတော့အစမပြေမှုတွေဖြစ်တာကြာခဲ့ပါပြီအဓိကအကြောင်းရင်းကတော့တယောက်နဲ့တယောက်နားလည်မှုကင်းမဲ့သွားခဲ့တာပါအဲ့ဒါကြောင့်လေသူတို့နှစ်ယောက်ကိုကြည့်ရင်တော့အရင်လိုမျိုးပျော်ရွှင်ခြင်းမျိုးမရှိတော့ပါဘူးအခုတခါကတော့အကိုပြည်တီဦးသင်္ကန်းဝတ်တော့လေအင်ဒရာကျော်စင်မပါဘဲနဲ့ကျမနဲ့အမေနဲ့နှစ်ယောက်တည်းသင်္ကန်းစီးပေးခဲ့တာပါဒီတိုင်းဆိုရင်တော့ရှေ့ဆက်ဖို့မဖြစ်နိုင်တော့ဘူးလို့ကျမလည်းဆိုပြီးဝီတီယူကတော့အခုလိုမျိုးအင်ဒရာကျော်စင်နဲ့ပြည်တီယူရဲ့အိမ်အောင်ရေးကိုပြည်သက်တွေသိအောင်ပြောပြပေးသွားခဲ့ပါတယ်ဇန်နဝါရီလ24ရက်နေ့ဒီညဘန်ကောက်မှာကျင်းပပြုလုပ်သွားမယ်107ပြိုင်ပွဲမှာတန့်စင်ကတော့ Thai Fighter နဲ့ထိုးသက်သွားရမှာပဲဖြစ်ပါတယ်စူရီယန်လက်ကတော့အသက်28နှစ်အရွယ်ကစားသမားတစ်ဦးဖြစ်ပြီးဝမ်ရဲ့မှတ်တမ်းတွေအရ9ပွဲထိုးတာက6ပွဲအနိုင်ရပြီး bonus စုတွေလည်းအကြိမ်ကြိမ်ရရှိခဲ့ဖို့သူဖြစ်ပါတယ်။သူကတော့ပွဲမစခင်ကဒီပွဲကိုအတိုင်းအဆုံးဖြတ်ထီအောင်မရောက်ချင်ဘူးလို့ပြောထားသလိုတန့်စင်ကိုလည်းအပြိုင်ဆိုင်ထိုးသက်အနိုင်ယူပြီး bonus စုနဲ့အတူဝမ်ရဲ့ဒေါ်လာ3သိန်းတန်စားချုပ်ကိုလည်းရချင်တယ်လို့ပြောခဲ့ပေမဲ့စစ်ဝစ်ချိန်တဲ့ချိန်မှာတော့ high test ဝင်အောင်မလုပ်နိုင်ခဲ့တာကြောင့် bonus နဲ့လွဲချော်သွားခဲ့ပါပြီ။စူရီယန်လက်ကတော့ပြိုင်ဘက်ကိုဖိအားပေးထိုးသက်သူဖြစ်ကအနီးကပ်လက်သီးတွေကသတိထားစရာကောင်းပြီးပြိုင်ဘက်တော်တော်များများဟာအဲ့ဒီလက်သီးတွေကြောင့်အမတ်စင်ရေတွက်ခံရတာတွေရှိပါတယ်။တန်စင်ကိုအပြိုင်ဆိုင်ထိုးကျင်တယ်လို့ပြောထားသလိုသူ့ရဲ့အရက်မောင်းရနီးကပ်ဆိုင်ပြိုင်ထိုးမှာအားကာချက်ရယူနိုင်တာမျိုးဖြစ်ပြီးဘယ်ညာအတွဲလုံးကတော့သတိတစ်ချက်လွတ်တာနဲ့အနိုင်အရှုံးဆုံးဖြတ်ပေးသွားနိုင်မှာပဲဖြစ်ပါတယ်။အများစုသော Thai Fighter တွေလိုထိတာများလာရင်တော့နောက်တွန့်သွားတတ်တဲ့ Fighter မျိုးမဟုတ်ပဲသူကြကိုကြထိုးသက်တာကြောင့်ဝမ်ကတော့အကြိုက်တွေ့မဲ့ကစားသမားတွေလည်းဖြစ်